နိုးပါပြီ6:40မှာသူကအရင်နိုးပါတယ်သူနိုးပြီးတော့မအေးဘူးနိုးပါတယ်ဒါကညဆိုလို့ရှိရင်ကိုက8 ounce ထိထည့်ပေးထားတယ်ဒါအခုသူဒီလောက်တောက်သွားတယ်ပေါ့နော်ညဘက်တည်းရတဲ့ကနိုးကမတောက်ရတဲ့တော့ဒါပေမဲ့အခုထိသူကတောက်နေတော့ကလေးရဲ့မနက်မိုးလင်းတာနဲ့တည်ရမလားဒီပုံမှန်ဖတ်တန်းတွေကဒီတိုင်းပဲလေတူတူကြီးပဲဆိုတော့တစ်ခါကျလို့ရှိရင်ညင်းငွေလာရှိတယ်လေနော်စိတ်ကမကြည်ရမျိုးရှိတယ်ကလေးတစ်ဖက်နဲ့အဲ့လိုမျိုးဖြစ်တဲ့ခါကျလို့ရှိရင်အခုဖတ်နေတဲ့စာအုပ်ကတော့ mindfulness ဖြစ်ဖို့ပေါ့နော်ပစ္စုပန်ကာလကိုပဲတက်တက်တွေးပြီးတော့အရင်အတိတ်တွေအနာဂတ်တွေကိုမစင်စားဘဲနဲ့လက်ရှိအချိန်လက်ရှိ moment ကိုအပြည့်အဝခံစားပြီးတော့နေတာမျိုးပေါ့နော်အရင်တော့ဆိုလို့ရှိရင်မှကလေးကိုထမင်းကျွေးနေနေကိုကဟိုကိုထားလုပ်လိုက်ပြန်ရောအနည်းဆုံး3လုပ်4လုပ်လောက်ကို multitasking လုပ်တာပေါ့နော်အဲ့လိုလုပ်တော့ဘာဖြစ်လဲဆိုတော့အဲ့ moment မှာတယောက်တည်းကိုစိတ်တွေရှုပ်လာတာပေါ့နော်ဟိုကလည်းမပြီးဒီကလည်းမပြီးကလေးနဲ့လည်းကိုကစိတ်ကိုအပြည့်အဝသူနဲ့အတူတူရှိနေရဆိုတဲ့ပုံစံမျိုးဖြစ်မနေဘူးပေါ့တာမီနီယောက်တမနခင်အလုံးရှုပ်ပြီးရတဲ့ကာလမှာတော့အခုလမ်းထိပ်ထပ်ထွက်အောင်မယ်ဈေးဝယ်တာတို့ဈေးထုတ်တာတို့လုပ်ကြမယ်ပေါ့နော်9မိနစ်လောက်ပဲလမ်းရှောင်ရင်ရောက်ပါပြီအခုဒီဈေးဆိုင်မှာကျတော့အမျိုးသားအတွက်ကောသမီးလေးအတွက်ကောပေါ့နော်ဈေးလာထုတ်တာ insurance ကအကောက်ွယ်ပေးထားတာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကဘာမှပေးစရာမလိုဘူးပေါ့နော်ထုတ်မဲ့လူရဲ့နာမည်ရဲ့မွေးသက်ကြရပေးလိုက်မယ်ဆိုလို့ရှိရင်7မိနစ်လောက်ဆောင်ပြီဆိုတာနဲ့ကိုလိုချင်တဲ့ဈေးရတယ်ပေါ့နော်ဒီဈေးဆိုင်မှာရှိတဲ့ဈေးအားဈေးတို့ဘာတို့ကကြတော့အပြင်ထက်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့ဈေးကြီးတယ်ဈေးထုတ်ပြီးသွားပြီဆိုတော့အခုညီမစတိုးဆိုင်လေးကိုသွားပြီးတော့လိုအပ်တာလေးသွားဝယ်မယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းဆိုင်တွေကညီမဆိုင်တွေတော်တော်များရှိရယ်ဝင်လာတာနဲ့အဲ့လိုညီမစားသောက်ဆိုင်ဆိုင်လေးရှိရယ်ပြီးရင်အခုဆိုလို့ရှိရင်စပင်းညှက်ဆိုင်အစ်စ်လာဖွင့်လာတယ်ပြီးတော့ဒီမှာညီမအင်ကြီးဆိုင်လေးပေါ့နော်ကိုရဲ့အတိုင်းနဲ့လည်းချုပ်လို့ရတယ်တခါမှတော့ဒီမှာအလားအားပေးရသေးဘူးပေါ့နော်အပြင်ကရဲ့ကြည်စင်အပြင်တော်တော်လေးလှတယ်ဒီဇိုင်းလေးတွေကအခုဒီညီမစတိုးဆိုင်မှာတော့များသောအားဖြင့်ပက်ကက်ကြော်လာဝယ်တယ်ပြီးတော့လက်ဖေးရည်အာလူးကြောအဲ့ဒါတွေကတော့အများဆုံးဝယ်ဖြစ်တဲ့ဟာလေးတွေပေါ့နော်အရင်ကတော့မိသားစုတွေကိုလမ်းမှာပြီးတော့ကာကူနဲ့ပို့တယ်ပေါ့နော်တကယ်ကတော့ဟိုဝယ်လိုက်တာမှတန်တယ်ဒီမှာပဲဝယ်လိုက်တာပို့ပြီးတော့တန်သေးတယ်ကာကူရဲ့ဝိတ်တွေကကြတော့1ပေါင်9ချက်အခုဆို10ချက်လားမသိဘူးဆိုတော့ဆိုင်မှာပဲဝယ်လိုက်တာပို့ပြီးတော့လည်းအလုပ်ရှုပ်သက်တာတွေပေါ့နော်ဝယ်လို့ချမ်းလို့မပြီးနိုင်သေးဘူးပေါ့နော်သမီးလေးတွေလိုအပ်တာလေးတွေသွားဝယ်ဖို့အတွက်ဘာလင်တန်သွားလိုက်အောင်မယ်ဒါပေမဲ့ဒီဘာလင်တန်ကကြတော့ဈေးတွေတန်းနေဆိုပေမဲ့လေတန်းစီရတဲ့တန်းအရင်ရှိတယ်တခါကျတော့ရှင်နိုင်ဝက်တနာရီဆိုတဲ့ခါကျတော့များများဆဆဝယ်မယ်ဆိုရင်လို့ရှင်တော့တန်တယ်ပေါ့နော်အဓိကအဖေကသမီးလေးတွေပဲဝယ်တာဆိုတော့ဒါမေအတွက်ကတော့ဝင်လို့ shopping ပေါ့ဒီမှာ discount item တွေရောင်းတာဖြစ်တဲ့အတွက်ပေါ့အရင်လုံခြုံရေးမတင်းကျပ်နိုင်တဲ့ခါကျတော့လူတွေကလေဟိုစီကမ်းမရှိကြဘူးအများသောအားဖြင့်ဒီမှာကြည့်ဖွင့်တဲ့ဟာတွေကဖွင့်လှုပ်ရှင်အောင်လှုပ်ထားပါတော့ကြီးနေနေကိုကနှမျောတာပစ္စည်းတွေကိုအဲ့လိုမျိုးမဝယ်ဘဲနဲ့လေပစ္စလက်ခတ်လောက်သွားတာတွေကိုလေတယောက်တစ်မျိုးစီပေါ့နော်လူကတော့ဒါလေးဆိုကြတန်တယ်တလား8ချက်ပဲရှိရဲ့ဟို discount ချတာဝင်ဆက်လေးခလေးဝယ်စားတော့ဒီမှာတစ်ခါမှမကြည့်ဘူးလေကြည့်လိုက်အောင်မယ်အဖြူညာတော့အဖြစ်အဲ့လိုဖြူအမဲလေးတွေကိုပို့ကြိုက်တယ်ဒါလေးဆိုရင်73ချက်ချောချီလေးလည်းပါမစိုးပါဘူးတရားနည်းနည်းအယောင်လွင်လေးလိုချင်တာဒါလေးလည်း8ချက်အော်ခုနဟာဒီဇိုင်းလေးပဲဖေကဒါလေးဝယ်ပါလားတဲ့ရန်ကုန်မှာဆိုဟိုပါပေါ့သတင်းကျုပ်ဆိုရင်တွန်းတဲ့ပုံစံလေးဝယ်စရာရှိရပြီးသွားပြီဆိုတော့အဲ့ဒီအောက်ထပ်မှာဖူးကမှာသွားပြီးတခုခုသွားစားတာပေါ့နော်ဒါဗီယက်နမ်စွပ်ပြုတ်ပေါ့ဖိုးလို့ဖတ်တာဟုတ်ပါမလားမသိဘူးဒီစွပ်ပြုတ်ကများသောအားဖြင့်အမေသားပေါ့နော်ဒါပေမဲ့ဒါတရုတ်ဆိုင်ဖြစ်တဲ့အတွက်သူကဝက်သားနဲ့လေးချောင်းတယ်ဝက်ပြုတ်ရည်နဲ့ဆိုလို့ရှိရင်လုံးဝကြေးဦးရည်နဲ့တပုံစံနဲ့ပဲဒီဇိုင်းလေးပေါ့နော်recommend ပေးပါတယ်